အခုဆိုရင်မိုးရသည်ပြန်ဝင်ရောက်လာပြီဖြစ်တယ်ပြီးတော့မကြခင်မှာလည်းကျောင်းနေဖွင့်တော့ဖြစ်တယ်ပေါ့နော်ဒီလိုမိုးရသည်ဝင်ရောက်လာတဲ့အတူဒီမေတို့အိမ်မှာရှိတဲ့လူသူမှလည်းစိတ်ကူးကြပြီးစားလို့တော့တို့ဖြစ်ပါတယ်ကျွန်တော်နိုင်ငံမှာလည်းမိုးရသည်ဆိုရင်တို့လိုမျိုးယောဂဒါအဖြစ်များတဲ့ယောဂတစ်ခုဖြစ်ပါတယ်ဆိုတော့ကလေးတွေအနေနဲ့ကတော့ယူယူတန်ဖျားရတာဆိုရင်ပြဿနာမရှိဘူးဆိုလို့ပဲသူတို့တို့ကိုယ်ကကူးဆက်ခံရပြီဆိုတော့ဆက်တွဲနေနဲ့ဒီနှာခေါင်းသွေးရှင်းလာတဲ့နှာခေါင်းသွေးယူတာတွေသူတို့တို့ကိုယ်ကြောင့်လုံးတော့အမေးရောက်နေတောင်ဆုံးဆိုရင်ဒါသွေးပေါင်းတွေပြုတ်ကျပြီးတော့အသက်ဆုံးတဲ့ဒီဖြစ်နေပါတယ်သူတို့တို့ကိုယ်ကလည်းဒီလိုမျိုးကဒီကာလမှာတတိထားကြတယ်ဘာလို့ဖြစ်ပါဆိုတော့ဒီဗီဒီယိုထဲမှာတော့သူတို့တို့ကိုယ်ကဘယ်လိုမျိုးဖြစ်တာလဲသူတို့ကိုယ်လက္ခဏာတွေပါတယ်ပဲဒီလိုမျိုးမိမိကစေုံစီကန်းတွေမသွားချင်ဘူးသူတို့တို့ဖြစ်ပြီးမှလည်းစေုံစီကန်းမသွားနိုင်တဲ့အရက်မှာရောက်ရှိနေဆိုရင်ဘာတွေအိမ်မှာလုပ်လို့ရလဲဘယ်လိုအခြေအနေမျိုးမှဆိုရင်တေချာပေါ့စေုံစီကန်းတော့လို့လုပ်လဲဆိုတော့ကျွန်တော်ဘယ်လိုပြောဖြစ်ပါတယ်အားလုံးမင်္ဂလာပါကျွန်တော်ဘလော့ကအားလုံးပြန်ကြိုဆိုလိုက်ပါကျွန်တော်ကျွန်မတို့ပါကောင်းဆောင်တဲ့ဆေးရဲပြည်တိုင်းပြည်သူဆရာဖြစ်ပြီးတော့ online နေပြီးကျမစကြုံပြုလုပ်ပေးနေရှိပါတယ်ပထမအဆင့်ကတော့သူတို့လုပ်ပြီးဆိုတာကတော့ကျွန်တော်ချင်းကနေပြီးတော့မှကူးစက်တယ်ဆိုတော့ online သိပြီးသားဖြစ်မှာပါဒီဘက်မှာကြိုက်တဲ့ချင်းတွေကပို့ဆိုးတယ်ဆိုတော့သူတို့လုပ်ပြီးမကူးဆောင်အောင်ဆိုရင်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့အချင်းမကိုက်အောင်လုပ်ရမှာပေါ့နော်ဥပမာကလေးလေးတွေကိုအင်းလက်ရှိဘောင်းလက်ရှိကွက်ထားတာမျိုးတွေဒီကဘက်အိတ်တယ်ဆိုရင်ခြံအောင်ထောင်းပြီးမှအိတ်တာမျိုးတွေနောက်ပြီးတော့မှအိမ်မှာချင်းမပေါက်ပွားအောင်လို့ကိုလောင်လည်းမဖွင့်အောင်လို့ရေစီတွေအိုးတွေကိုအပုံထားတာမျိုးတွေနောက်ပြီးတော့ကြောက်ချင်းခတ်တာမျိုးတွေဒါမျိုးတွေပြည့်လို့ရပါတယ်ဒါကတော့ချင်းမကိုက်အောင်လုပ်တဲ့နည်းလမ်းတွေဖြစ်ပါတယ်ဆိုတော့သူတို့လုံလက္ခဏာတွေပါတယ်ပေါ့နော်သူတို့လုံလက္ခဏာတွေကတော့ပုံမှန်တို့ကွေးလူပြီးသူတို့လိုပဲဖျားမယ်နာမယ်အဲ့ဒါမှသူမှလည်းမတူတာကတော့အနေဆက်လေးတွေပေါ်လာတာမျိုးတွေနှာခေါင်းသွေးရှင်တာတွေသခုံးသွေးပြူတာတွေပိုက်အောင်လာတာမျိုးမှဖျားတဲ့ရက်ကပုံမှန်သက်ဆိုင်ပို့ပြီးတော့မှများကြရှင်းတာပေါ့နော်ဆိုတော့ဒါမျိုးဆိုရင်တော့မိကနှစ်ရက်ထပ်ပို့ပြီးကလေးကကြရှင်းနေတယ်စိတ်တိုက်ပြီးမဲ့တိုက်တဲ့အချိန်မှာပဲဖျားချပြီးတော့မှစိတ်ကုံသွားတာတော့ပို့ကပြန်တက်နေပြီဆိုတော့သူတို့တို့မိမိတို့ကစဉ်းစားမှဖြစ်ပါဆိုတော့သူတို့တို့ကိုမိမိကအကြောင်းကြောင့်ကူးဆက်ခံရပြီအဲ့ဆိုရင်ပါရလုပ်လို့ရဆိုပထမဆုံးအနေနဲ့ကတော့ကျွန်တော်တို့ကသူတို့ကိုအစိုးဆုံးအချိန်ကတော့3ရက်ကနေဖျားပြီးတော့မှတတိယရက်နဲ့9ရက်ကြာဖြစ်ပါတယ်ဆိုဒီကာလမှာဆိုတော့ပို့ပြီးတော့မှကျွန်တော်တို့ကကလေးလေးတွေကိုပို့ပြီးတော့တခြားစောင့်ကြည့်ဖို့လိုပါတယ်ဖျားရက်လို့ဆိုကျွန်တော် paracetamol ပေးလို့ရပါတယ်125 250အဲ့လိုမျိုးမိမိရဲ့ body weight ပေါ့ခန္ဓာကိုယ်မူတည်ပြီးတော့မှဆေးကိုတိုက်ကျွေးလို့ရပါတယ်ဒုတိယတစ်ခုကတော့ ဓာတ်စားတော့ပို့လို့ပါတယ်သူတို့ကိုရဲ့နောက်ဆက်တွဲလက္ခဏာကဒီသွေးထွက်လုံပြီးတော့မှသွေးပေါင်ပြုတ်ကျတာတွေပဲဖြစ်တော့ကြောင့်မလို့သွေးပေါင်ပုံမှန်ဖြစ်နေကိုလည်းကလေးလေးကိုတစားကိုတက်နိုင်တဲ့မြောင်ဝင်အောင်ချော့ပြီးတိုက်လို့လုပ်ပါတယ်ဒါအကြီးကြီးဆုံးကိစ္စဖြစ်ပါတယ်ဒီလိုလေးလုပ်ကြည့်ပြီးတော့မှနေကောင်းပြန်ဆောင်းကြည့်လို့ရပါတယ်ဂျားထဲမှာတော့အညွန့်ရောက်ပါတဲ့အစားအစာမျိုးတွေကျွေးတာတွေရှောင်ကျဉ်ထားဖို့လိုပါတယ်ပြီးတော့အစားတော့တက်နေတဲ့မြောင်များပေါ့နော်အရှိပေါ့အရှိတိုက်တာမျိုးပြုလုပ်လို့ရပါတယ်ဒါကတော့အိမ်မှာမိမိဘာသာမိမိအိမ်မှာဆောင်းကြည့်ပြီးလုပ်လို့ရတဲ့ဟာလေးဖြစ်ပါတယ်ဆိုတော့ဘယ်လိုမျိုးဆိုရင်အစိမ်စိတ်ကတော်ဖို့လုပ်မယ်ဆိုတော့သူတို့တို့ကနောက်ဆက်တွဲစိုးတဲ့ဟာကတော့ကျွန်တော်တို့သွေးဥမှာ plate လို့ခေါ်တာပေါ့ plate တဲ့ကြာနေဖြစ်ပါသွေးဥမှာလည်းအရင်ပြုတ်ကျသွားပြီဆိုရင်ခန္ဓာကိုယ်ထဲမှာရှိတဲ့နေရာတကားနဲ့ပြီးတော့သွေးတွေရိုးစင်းတာမျိုးဖြစ်နေပါဥပမာအနေဆက်ဆုံးမြင်အောင်ပြောမယ်ဆိုနှာခေါင်းသွေးရှန်တာမျိုးတွေတပုံသွေးယူတာမျိုးတွေဘိုက်ထဲမှာဆိုအစာရင်သွေးယူတာပေါ့အဲ့ဒါဆိုဘယ်လိုသိနိုင်လဲဆိုတော့အညူရောပါတဲ့ဟာတွေအန်သွားတယ်အမဲရောင်တွေသွားတယ်ဆိုတာဘိုက်ထဲမှာအစာရင်တော့သွေးတွေလက္ခဏာတွေဖြစ်ပါတယ်ဘိုက်တွေဒါထိုးအောင်လာမယ်ကောင်းတဲ့အရင်ထိုးကြိုက်လာမယ်ဆိုတော့တေချာပေါ့ဒီလိုမျိုးချိန်ကြတော့တေချာပေါ့ကိုစိတ်အောင်တောင်းလို့ပါတယ်စိတ်အောင်တက်ဖို့လိုပါတယ်ခင်ဗျာကျွန်တော်တို့ပြပြလိုက်တာကတော့မိမိတို့တာမီဒီကလေးလေးနဲ့သူတို့ကိုကူးစက်ခံရပြီဆိုအိမ်မှာဘာတွေလုပ်လို့ရလဲအချိန်မှာစိတ်အောင်စိတ်အောင်တောင်းပြီးတော့မှကုသဖို့လိုမယ်အစရှိတဲ့တွေကိုပြပြလိုက်တာပဲဖြစ်ပါတယ်အချက်ချင်းတိုင်းကလည်းဂျပန်နယ်ပယ်တဲ့ကုသတာတွေယောဂနဲ့ဆေးဝါးတွေကိုအများပြီးနေတာဖြစ်ပါတယ်မိမိတို့ဂျပန်တွေများတော့အကျိုးရှိတယ်လို့ဆက်ချင်းလေးကို follow ထားဖို့ဒါအားလုံးတိုက်တွန်းလိုက်ပါတယ်သိချင်တဲ့မိကုန်းလေးရှိတဲ့တော့ဆက်တယ်အော် comment မှာဝင်ရဒီသားထားလို့ရပါတယ်ဒီဆက် YouTube channel လေးကိုလည်း subscribe လုပ်ဖို့တော့အားလုံးတိုက်တွန်းလိုက်ပါတယ်ဆိုတော့ စီကပြန်နေဆိုတော့ဆက်စီကတော့မစနေကိုကျိုးဆိုပါရင်ပတ်တိုင်းဒီကမ်မျိုးမှာနေ့စဉ်တင်လာနေရတယ်စနေနေ့မနက်9:00နာရီခွဲနဲ့ည9:00နာရီချိန်ပြီးဖွင့်လို့ပြထားတာဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်တဲ့အားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေနောက်နေ့မှာပြန်တွေ့ပါမယ်ခင်ဗျာ